chocolate cake တာ chocolate ကုတ်တင်လောက်ထားတဲ့ cake လုံးပေါ်မှာ cream ပန်းပွင့်လေးတွေနဲ့ပုံဖော်နေရပါမင်္ဂလာပါရှင် Hello Foodie မွေးနေ့ cake မန္တလေးမြို့ကဖြစ်ပါတယ်ရှစ်လက်မဆိုင် chocolate cake လေးကိုအလဲထဲမှာ jam ထည့်ပြီးတော့ chocolate ဖက်လေးတွေအသုံးလေးတွေထည့်တယ်ပြီးတော့မှအပေါ်ကနေ topping cream ရိုးရိုးနဲ့ cream ပတ်တယ် cream ပတ်ပြီးတော့မှကုတ်တင် chocolate နဲ့ dripping လောင်းလိုက်ပါတယ်ရှင် dripping လောင်းပြီးပြီဆိုမှ topping cream လေးနဲ့နင်းစီပန်းပွင့်လေးတွေပုံဖော်ပြီးတော့မှအပေါ်မှာအလတ်ဆင်ပါပါနော်ဒီတစ်ခုလုံး chocolate အပြည့်လောင်းလိုက်တယ်ဆိုရင်တော့ chocolate လေးကရေခဲတက်တာထဲမှာထည့်လိုက်ရင်ခဲသွားမှာသွားတဲ့အတွက်ကြောင့်မလို့အပေါ်ကနေ topping cream နဲ့ပန်းပွင့်လေးတွေပုံဖော်ပြီးအလတ်ဆင်မယ်ဆိုရင်အပေါ်တင်မယ်ဆိုရင်ပေါ့နော်မဆွဲဘူးမကက်ဘူးဒါကြောင့်မို့လို့အလဲမှာချန်နေရချန်ထားပြီးတော့မှဂုတ်တင် chocolate ကိုလောင်းခဲ့တာဖြစ်ပါတယ်။မှာလဲပေါ့နော်လက်နေတာမြန်တာမူတည်ပြီးတော့မှ chocolate လောင်းတဲ့နေရာလေးတွေကတိတိကျကျဝိုင်းဝိုင်းလလပပလေးလည်းဖြစ်နိုင်တယ်တခါတလေမတိမကျမတိမတက်လေးလည်းဖြစ်သွားနိုင်တယ်ပေါ့နော်ကျွန်တော်လောင်းခဲ့တဲ့စီမှာဘေးဘက်အနာလေးတစ်ဖက်တစ်ချက်မှာအတွန့်လေးတွေဖြစ်သွားတယ်ပေါ့နော်အဝိုင်းလှတဲ့နေရာလေးတွေမရှိဘဲနဲ့ဒါကြောင့်မို့လို့အဝိုင်းလှတဲ့နေရာလေးတွေကိုခြံထားပြီးတော့မလှတဲ့အတွန့်နေရာလေးတွေပေါ်မှာပန်းပွင့်လေးတွေကိုပုံဖော်ပြီးတော့တင်လိုက်တယ်ရှင်အဲ့ဒီတော့မလှတဲ့တွန့်တဲ့နေရာလေးတွေကိုဖုံးသွားတာပေါ့နော်အလဲနေရာလေးမှာ chocolate မိုးလောင်းထားတဲ့အသေးလေးတွေကိုလည်းတင်ပြီးတော့အလတ်ဆင်လိုက်မယ်နော်ကုတ်တင် chocolate လေးတွေကို double bind လုပ်ပြီးတော့မှအသေးပုံမိုးတွေကိုလောင်းထည့်ထားတာပါနော်ဗီဒီယိုသေးစိတ်လေးလည်းအကောင့်ထဲမှာတင်ထားပါတယ်ဆိုရင်တော့ပုံမှန်မြင်နေကြ chocolate cake လေးမဟုတ်ဘဲနဲ့ chocolate cake ပေါ်မှာ topping cream နဲ့စီပွင့်လေးတွေအလတ်ဆင်ထားတဲ့ cake လေးတစ်လုံးရပါပြီရှင်ကျေးဇူးအများကြီးတင်ပါတယ်